ကျမတကယ်ပဲဘာလို့ရမှန်းမသိတော့ဘူးရပါတယ်နင်ကငါ့ကိုအကိုလို့ခေါ်ထားတာပဲနင်အနိုင်ကျင့်ခံနေရတာကိုငါကြည့်မနေနိုင်ပါဘူးမစ္စတာနင်ဒီကျေးဇူးကိုနှုတ်နဲ့တောင်ဖော်ပြလို့မမိပါဘူးဒီနေ့သာမစ္စတာနင်မရှိခဲ့ရင်အန်ရန်ကအန်ကယ်ရှန်အားနာစရာမလိုပါဘူးရှယ်ဆန်းယူမိသားစုဘက်ကိုတော့ကျွန်တော်ရှင်းပေးထားပြီးပါပြီမကြခင်မှာသူတို့ထပ်ပြီးပြဿနာလာရှာရဲမှာမဟုတ်တော့ပါဘူးကျွန်တော်ရှိနေတဲ့၍အန်ရန်ကိုဘယ်သူမှခေါ်သွားလို့မရစေရဘူးနောက်ဆုံးတော့ဦးကွဲထွက်တော့မယ်ဒီထဲမှာဘလို့ထူးဆန်းတဲ့တာရဲမျိုးရှိနေလဲကြည့်ရတာပေါ့ဟင်ဒါဘလို့တာရဲမျိုးလဲငကားကောင်းမြင်းကိုတဲ့တမင်ခွာဒီပုံစံကဒန်နာရီတဲကကီလင်သားရဲနဲ့တစ်ထပ်တည်းပဲကြည်စမ်းဦးကွဲထွက်လာရုံနဲ့တင်ဂိုးတန်းကောဂုံခွန်အစောပိုင်းအဆင့်စွမ်းအားရှိနေပါလားဒါကဒန်နာရီတဲကရှေးဟောင်းမင်္ဂလာသားရဲကီလင်ပဲမင်းကငါ့ကိုမင်းရဲ့မိဘလို့ထင်နေတာနဲ့တူတယ်ထားလိုက်ပါတော့ဒီလိုကီလင်တကောင်ကိုတားရဲအဖြစ်မွေးမြူရတာလည်းမစိုးပါဘူးငါအထက်ပုံကိုတက်လန်းတုံးကတကားပေါက်ကိုစနစ်တကျဖွင့်ခဲ့တာပါဘာလို့ကဘာမြေပေါ်ပြန်ရောက်လာတာလဲအခုဆိုကဘာမြေပေါ်မှာကြင့်ကြံသူတွေတင်မကဘေးကီလင်လိုမျိုးရှေးဟောင်းမင်းဂလာသားရဲတွေပါရှိနေတာဆိုတော့ကဘာမြေကငါထင်ထားတဲ့လောက်မရိုးရှင်းဘူးပဲဝါအကိုဒီခွေးပေါက်လေးကဘဲကရလာတာလဲအရန်ချစ်စရာကောင်းတာပဲဒါခွေးပေါက်လေးမဟုတ်ဘူးကီလင်သားရဲလေဒါကတကယ်ပဲကီလင်လာဒန်နာရီတဲကရှေးဟောင်းမင်္ဂလာသားရဲကြီးပေါ့လိုက်ဖူတာငါညီမလေးရမ်းမမှုရဘူးအကိုကသူ့ကိုနာမည်ပေးပြီးပြီလားလိုက်ဖူတယ်လားမပေးရသေးပါဘူးခုနကပါဆက်ထဲတွေ့ရခေါ်လိုက်တာပါမင်းပဲနာမည်တစ်ခုပေးလိုက်လေလိုက်ဖူလို့ပဲခေါ်တာပိုကောင်းတာပေါ့ကီလင်ဆိုတာမင်္ဂလာရှိတဲ့တားရဲလေမူလကလေးကလက်လာပနိမိတ်ဆောင်ယူပေးတာပြီးတော့ရိုးရှင်းတဲ့နာမည်ပေးထားရင်ငွေရတာပိုလွယ်တာပေါ့လိုက်ဖူလို့ပဲခေါ်မယ်ကောင်းပြီလေဒါဆိုလိုက်ဖူလို့ပဲခေါ်တာပေါ့လိုက်ဖူနောက်ဆိုရင်ဒါမင်းရဲ့နာမည်ပဲနော်ရိုးရှွန်းအကိုနောက်ရက်အနှဲငယ်ကြာရင်ကျန်းနံမျိုးကိုတွားဖို့ပြင်ထားတယ်ကျောင်းနီးနားမှာအိမ်တလုံးကြိုဝယ်ထားမလို့အဲ့ဒီကြာရင်ကျောင်းဆောင်မှာနေတော့မှာမဟုတ်ဘူးအကိုဘယ်တော့လောက်တွားဖို့စိတ်ကူးထားတာလဲတခြားအကြောင်းမရှိရင်တော့ဩဂုတ်လကုန်စက်တင်ဘာ1ရက်နေ့မတိုင်ခင်တွားဖြစ်မယ်နောက်နှစ်ကြာရင်မင်းကျန်းနံတက္ကသိုလ်ကိုအောင်ဆန်းပြီးတက်လာခဲ့ရင်လဲနေငါနဲ့အတူအပြင်မှာလာနေလို့လဲရတာပဲကျောင်းဆောင်မှာကြက်တဲနေစရာမလိုတော့ဘူးပေါ့နေ့အတွက်ကြင့်ကြံရတာလဲပိုအဆင်ပြေတာပေါ့ဟုတ်ကဲ့ပါအကိုစိတ်အေးထားပါနောက်နှစ်ကြာရင်ညီမလေးကျန်းနံတက္ကသိုလ်ကိုမဖြစ်အောင်ဝင်ခွင့်အောင်ဆန်းပြပါမယ်ဒါမှမဟုတ်လိုက်ဖူကိုနင့်စီမှာစောက်ရှောက်ဖို့ခြံထားခဲ့ပေးရမလားသူကစွမ်းအားအရန်ကြီးတော့နင့်ကိုဘေးကင်းအောင်ကာကွယ်ပေးနိုင်မှာမလိုပါဘူးအကိုရဲ့ခဏနေရင်ညီမလေးကအထက်တန်းတတိယနှစ်ရောက်တော့မှဆိုတော့သူ့ကိုအချိန်ပေးပြီးစော့ပေးနိုင်မှာမဟုတ်ဘူးအကိုပဲခေါ်သွားလိုက်ပါအကိုပေးထားတဲ့ကာကွယ်ရေးစုံရင်ရတနာတွေလည်းရှိနေတာပဲညီမလေးဘာမှမဖြစ်ပါဘူးဂျူနီယာအကိုငါတို့ရှမ်မီသားစုအိမ်မှာထူးဆန်းစွာစွမ်းအားကြီးတဲ့ကျင့်ကြံသူတယောက်နဲ့တွေ့ခဲ့တယ်သူကရှမ်အန်ယန်ကိုခေါ်သွားတာကိုအတင်းအဓမ္မတားဆီးရုံတင်မကဘူးငါတို့ယူမီသားစုတစ်ခုလုံးကိုမြေလံပစ်မယ်လို့တောင်ကျင်းဝါလိုက်သေးတယ်တော်တော်လေးမရိုင်းလှချေရဲ့ငါတို့ယူမီသားစုကအနှစ်1000လုံးအတိုင်အဖောက်မပြတ်ရက်တီလာခဲ့တာဘသူကများဒီလောက်ထိထောင်းလာရဲလို့လဲအဲ့ဒီလူကဘဲကလာလဲသူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကဘယ်လောက်ရှိလဲဆိုတာမင်းတို့သိကြလားသူ့နောက်ခံကိုတော့ငါတို့မသိဘူးနာမည်ကနေဝန်ရှုတဲ့အသက်က20ဝန်းကျင်လောက်ပဲရှိအောင်မယ်ဒါပေမဲ့သူ့ရဲ့စွမ်းအားကအကန့်အသတ်မရှိဘူးလက်သီးတစ်ချက်တည်းနဲ့တင်ငါနဲ့ငါညီလေးရဲ့စုံရင်းပညာတွေကိုဖျက်ဆီးပစ်တာပြီးတော့အရန်ကြောက်ဖို့ကောင်းတဲ့ဓာတ်တိုင်းပညာကိုပါထုတ်သုံးသွားသေးတယ်ငါတို့ခံမှန်းရတဲ့လောက်တော့သူကအနည်းဆုံး6တန်းကောအဆင့်ထိပ်သီးပညာရှင်ပဲအသက်20ဝန်းကျင်နဲ့6တန်းကောအဆင့်ဟုတ်လားဒါဘလို့လုပ်ဖြစ်နိုင်မှာလဲရှေ့ရခင်ကလေးကဒီလောက်ငငယ်နဲ့6တန်းကောအဆင့်ရောက်တဲ့သူမရှိခဲ့ဘူးပါဘူးဒါမှမဟုတ်6တန်းကောအဆင့်ရှိတဲ့မိစ္ဆာဖိုးကြီးကအသက်ပြန်ငယ်အောင်လုပ်ထားတာများလားလောလောဆယ်ဂိုင်းချုပ်က6တန်းကောအလဲအဆင့်ကိုတက်လန်းဖို့တရားထိုင်ကျင့်ကြံနေတာဆိုတော့ချက်ချင်းကြီးတရားမှထွက်လာနိုင်ဦးမှာမဟုတ်ဘူးဂိုင်းထဲမှာလည်းဂိုင်းချုပ်ကလွဲရင်ဒုတိယမြောက်6တန်းကောအဆင့်မရှိသေးတော့ဒီကိစ္စကိုဂိုင်းချုပ်တရားကထွက်လာမှာပဲဆုံးဖြတ်ချက်ချဖို့ခဏဆိုင်းငံ့ထားရအောင်ဆရာကြီးနောက်ဆုံးတော့ရောက်လာပြီနော်ရှန့်ချမ်းတာဘသူလက်ချက်လဲဆရာကြီးကျွန်တော်အတွက်ကလဲစားချေပေးပါဦးသူကကျွန်တော်ရဲ့ကျင့်ကြံခြင်းစွမ်းအားတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာပါပြီးတော့ဆရာကြီးကိုယ်တိုင်လာရင်တော့တွတ်ဆုပ်မနေပဲရိုက်နှက်ပစ်အောင်မယ်လို့ကျင်းဝါလိုက်သေးတယ်တကယ်ကိုထောင်ထားတဲ့ကောင်လေးပဲငါချမ်းစီဆိုရဲ့တပည့်ကိုများဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့ငါတေချာပေါက်သူ့ရဲ့တန်ချမ်းကိုဖျက်ဆီးပြီးခြေလက်လေးဖက်လုံးကိုချိုးပစ်မယ်တေတာထက်ပိုဆိုးတဲ့ခံစားချက်ကိုသူကောင်းကောင်းကြီးမြည်စမ်းစေရမယ်ဆရာကြီးချမ်းအဲ့ဒီကောင်ကအခုချိန်ဆိုကျန်းနံတက္ကသိုလ်မှာကြောင်းအပ်ဖို့တွားလောက်ပြီးငါတို့လည်းသူ့ကိုစောင့်ကြည့်ဖို့လူလွတ်ထားပြီးပါပြီသူပေါ်လာတာနဲ့သူ့လှုပ်ရှားမှုကိုချက်ချင်းသိရပါလိမ့်မယ်ဟွန်းကောင်းပြီဒီလောက်အထိထောင်းသွားရဲအောင်အဲ့ဒီကောင်မှာဘာစွမ်းအားတွေရှိနေလဲဆိုတာငါကိုယ်တိုင်ကြည့်ရတာပေါ့ရှန့်ချမ်းမင်းစိတ်အေးထားပါဆရာကြီးဒီတစ်ခေါက်လာတာမင်းအတွက်ကလဲစားချေပေးဖို့ပဲအဲ့ဒီကောင်ကိုအစပေါင်းရာချီထောင်ချီပြီးတန်ဖိုးပြန်ပေးဆက်စေရမယ်ကျေးဇူးတင်ပါတယ်ဆရာကြီးနောက်ဆုံးတော့ရောက်ပြီဟဲ့ကျန်းနံတက္ကသိုလ်ငါတို့ရောက်လာပြီနေဝန်ရှုငါတို့နှစ်ယောက်ကတကယ်ပဲကျောင်းဖော်တွေဖြစ်လာကြလိမ့်မယ်လို့မထင်ထားခဲ့ဘူးငါကစီးပွားရေးနဲ့စီမံခန့်ခွဲမှုဌာနမှာကျောင်းသွားအပ်မလို့နေကတော့တရုတ်စာဌာနရဲ့ကျောင်းသားတစ်ကြိုဆိုရေးနေရာကိုဓာတ်ရိုက်သွားလိုက်တော့လေကောင်းပြီလေဒါဆိုရင်နောက်မှပြန်ဆက်သွယ်ကြတာပေါ့ဒါဆိုရင်ငါလဲကျန်းနံနည်းပညာတက္ကသိုလ်ဘက်ကိုသွားတော့မယ်စနေတနင်္ဂနွေအားရင်နင်တို့စီလာလဲမယ်နော်ညီလေးမင်းကတရုတ်စာနဲ့စာပေအထူးပြုမေဂျာကလားဟုတ်ပါတယ်မမမင်္ဂလာပါကျွန်တော်နာမည်နေဝင်ရှုပါငါနာမည်ကကြောက်ဝင်ထင်းပါတရုတ်စာဌာနကပါပဲလားညီလေးမင်းကိုအရင်ဆုံးစည်ရင်သွင်းပေးမယ်ခဏနေရင်ကျောင်းအပ်တဲ့လုပ်ငန်းစဉ်တွေတွားလုပ်ပေးမယ်ညီလေးတက္ကသိုလ်ဝင်ခွင့်စာမွေးပွဲမှာအမှတ်ဘလောက်ရခဲ့လဲငါတို့ကျန်းနံတက္ကသိုလ်ရဲ့တရုတ်စာဌာနကိုရောက်လာတယ်ဆိုတော့အမှတ်နီးမှာတော့မဟုတ်ဘူးအများကြီးမရပါဘူး908မှတ်ပါပဲ
908မှတ်တပြည်နယ်လုံးမှာအဆင့်900တဲ့နေဝင်ရှုဆိုတာမင်းလားဖျားရည်မင်းကငါတို့တရုတ်စာဌာနကိုတကယ်ရောက်လာတာပေါ့ညီလေးမင်းကိုအမျိုးသားဆောင်စီလိုက်ပို့ပေးမယ်လေအခုငါလည်းဘာမှလုပ်เสียရမရှိသေးပါဘူးဒါဆိုမမကိုအားနာလိုက်ရတာဟေးအခန်းဖော်သေးရောက်လာပြီဟဲ့မင်္ဂလာပါငါနာမည်မာကျွန်းဖန်ပါဒါကတော့ရှူချီတဲ့ကြိုးဆိုပါတယ်ကွာမင်္ဂလာပါငါနာမည်နေဝင်ရှုပါနေဝင်ရှုမင်းကဘဲကလဲလင်းချုံကပါနေ့ရဲ့အခန်းဖော်နှစ်ယောက်ကရောဘလို့လဲအဆင်ပြေပါတယ်တာမန်ចောင်းသားလေးတွေပါပဲစိတ်သဘောထားကောင်းကြပါတယ်ဒါနဲ့နင်ကဂျန်စီဆိုရဲ့တပည့်ကိုဖျက်ဆီးပစ်လိုက်တာသူနင့်ကိုလာပြီးပြဿနာရှာမှာမကြောက်ဘူးလားဂျန်စီဆိုကကြင်ကြံချင်းလောကမှာနာမည်ကြီးပဲဟွာကြောက်အဆင့်8အထိရောက်ထားတာဆိုတော့ရင်ဆိုင်ရတာမလွယ်ဘူးနော်တယောက်ယောက်ငါ့ကိုချောင်းကြည့်နေတဲ့ကြင်ကြံချင်းအစောပိုင်းအဆင့်ဂျပိုးနှစ်ကောင်ပါချီမီသားစုကလူတွေဖြစ်လိမ့်မယ်လာချင်းရင်လာပါစေရေလာမြောင်းပေးရင်ဆိုင်ရုံပေါ့ဟွာကြောက်အဆင့်8မကလို့ဂိုးတန်းကောအဆင့်ရောက်လာရင်တော့ငါအကုန်လက်ခံပေးမယ်နင်ကတော့တကယ်ကိုခံမရခက်လာပြီပဲဒါနဲ့ညကြရင်ထမင်းအတူတူသွားစားရအောင်ဒီအနီးနားမှာစားတောက်ဆိုင်ကောင်းကောင်းတစ်ဆိုင်ရှိတယ်အရသာအရန်ကောင်းတာကောင်းပြီလေတခင်လေးအဲ့ဒီကောင်ပေါ်လာပြီးသူကအမျိုးသမီးတစ်ယောက်နဲ့အတူအငှားကားတစ်စီးပေါ်တက်သွားတယ်ရင်အမက်ကကျန်း28ခါစားပါကောင်းပြီဒီကားပဲသွားလဲဆိုတာစုံစမ်းဆန်းပြီးတော့စက်ကြည့်ထားအပြောက်မခံနဲ့ဟုတ်ကဲ့ပါတခင်လေးဆရာကြီးကျန်းအဲ့ဒီကောင်ရဲ့တရင်ရပါပြီကျွန်တော်လူတွေမြင်လိုက်တာတော့သူကျန်းတဲ့တက္ကသိုလ်အဝင်ဝါမှာမျိုးသမီးတစ်ယောက်နဲ့ကားစီးသွားတယ်ကားဘယ်စီဦးတီလဲဆိုတာအခုလူလွတ်ပြီးစုံစမ်းခိုင်းထားပါတယ်အတော်ပဲနောက်ဆုံးတော့ဒီကောင်ကိုရှာတွေ့ပြီပေါ့ဒီနေ့ညငါကိုယ်တိုင်သူ့တက်ကိုယူပြီးငါတပည့်အတွက်ကလက်စားချေပေးမယ်ဆရာကြီးကျန်းကိုယ်တိုင်ထွက်လာမှာတော့အဲ့ဒီကောင်တေချာပေါက်တရားတော့မှာပါသူ့ကိုရှင်းထုတ်နိုင်တဲ့၍ကျွန်တော်တို့ချီမီသားစုကအကြီးအကျယ်ဂုဏ်ပြုစုချပါမယ်တွားကြဆိုငါကိုအဲ့ဒီကောင်စီခေါ်သွားစမ်းဒီလောက်ထောင်လွှားနေတဲ့ကောင်မှာခေါင်းပဲနှလုံးပါလဲဆိုတာငါကိုယ်တိုင်ကြည့်ကျင်လာပြီဒီဆိုင်ကဟင်းတွေကအရန်စားလို့ကောင်းတာပဲနော်ချိန်ကျူးနေကတော့နေရာရှာတကယ်တော်တာပဲအခုမှ8နာရီပဲရှိသေးတာစောပါသေးတယ်ဒီလောက်တွားကြရအောင်ဒီအနီးအနားမှာအတန်စနစ်အရန်ကောင်းတဲ့ခဗီတစ်ဆိုင်ရှိတယ်လေဟွာကြောက်အဆင့်8ဝူရှန်ချန်ရဲ့ဆရာကျန်းစီဆိုဖြစ်လိမ့်မယ်နောက်ဆုံးတော့ရောက်လာပြီပဲနေဝင်ရှုဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးကြွက်တကောင်ရဲ့နောက်ယောင်ခံလိုက်ရုံပါငါတို့အရင်ပြန်ကြရအောင်ငါဒီကြွက်ကိုရှင်းပြီးမှကြံတာပြောကြတာပေါ့ငါလုံးဝသတိမထားမိလိုက်ပါလားနေဝင်ရှုကဒါကိုဘလို့များရိပ်မိသွားတာလဲလမ်းတစ်လျှောက်လုံးနောက်ကလိုက်လာတာမလားထွက်ခဲ့လိုက်တော့ပုံးရှိုးကွယ်ရှိုးလုံးမနေနဲ့ကောင်လေးမင်းမှာအစွမ်းအစအနှဲငယ်တော့ရှိသားပဲငါရဲ့စွမ်းအားရှိန်ဝါတစ်ခုလုံးကိုဖုံးကွယ်ထားတာတော့မင်းရိပ်မိသွားသေးတာပဲဂျန်စီဆိုမင်းဘာလုပ်ချင်လို့လဲကောင်မလေးဒီကိစ္စကမင်းနဲ့ဘာမှမဆိုင်ဘူးဖဲဆန်းငါတပည့်ဝူရှန်ချန်အတွက်ကလဲစားချေဖို့ဒီကောင်လေးကိုလာရှာတာဝူရှန်ချန်ကမင်းတပည့်လားသူ့ရဲ့ခြေလက်တွေနဲ့တန်းချန်ကိုဖျက်ဆီးပစ်ခဲ့တာငါပဲမင်းကလဲစားချေချင်ရင်ငါစီပဲလာခဲ့လိုက်ကောင်းပြီတကယ်ကိုကောင်းတဲ့ဝန်ခံရဲတာကိုပဲကျေးဇူးတင်ရမယ်ဒီနေ့ငါကပဲမင်းရဲ့တန်းချန်ကိုဖျက်ဆီးခြေလက်တွေကိုချိုးပစ်ပြီးငါတပည့်လိုပဲတေတာထက်ပိုဆိုးတဲ့ခံစားချက်ကိုမြည်ဆန်းစေရမယ်။ကွာကြောက်အဆင့်8တောင်လား။နေဝင်ရှုကရှင်နိုင်ပါမလား။ကွာကြောက်အဆင့်8ဟုတ်လားဒီလောက်တင်ရှိတဲ့အစွမ်းလေးနဲ့များ။မင်းကပါကြင်ကြံသူတယောက်လား။အခုမှရိပ်မိတာလားတော်တော်လေးအတူရကြလုံးနဲ့ဂိုးတန်းကောအဆင့်။မင်းကတကယ်ပဲဂိုးတန်းကောအဆင့်ထိပ်သီးပညာရှင်ဖြစ်နေတာလား။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းကအသက်20ပဲရှိသေးတာကို။အသက်20မပြည့်သေးတဲ့ဂိုးတန်းကောအဆင့်လားဒါကတကယ်ကိုအံ့ဩစရာပဲ။တမိုင်းတစ်လျှောက်လုံးမှာဒီအသက်အရွယ်နဲ့ဂိုးတန်းကောအဆင့်ကိုရောက်ဖူးတဲ့သူတယောက်မှမရှိခဲ့ဘူး။ရောက်လာမှတော့ပြန်ဖို့မစင်စားနဲ့တော့နင်ဝန်ရှုနင်သူ့ကိုတက်လိုက်တာလားသူကငါ့ကိုတက်ချင်တာလေငါကသူ့ကိုပြန်တက်တာတဘာဝကြပါတယ်နင်ဝန်ရှုအခုဘာလုပ်ကြမလဲဒီအလောင်းကိုလူတယောက်တွေ့သွားရင်ပြဿနာအကြီးကြီးဖြစ်လိမ့်မယ်စိတ်အေးထားပါဒီလိုကိစ္စတေးသေးလေးကိုငါရှင်းလိုက်ပါမယ်အလောင်းဖြောက်ပြီးအထောက်ထားဖြည့်ဆည်းတဲ့နေရာမှာတော့ငါကဆရာကြီးပဲဒါကတန့်စင်မီတောက်လားဒါကဂိုးတန်းကောအဆင့်ရောက်မှထိန်းချုပ်နိုင်တဲ့မီတောက်လေနင်တကယ်ပဲဂိုးတန်းကောအဆင့်ကိုတက်လန်းနိုင်ခဲ့တာပေါ့ကဲကျွတ်ကိုတော့ရှင်းလိုက်ပြီးသွားကြစို့နင်ဝန်ရှုနေကတကယ်တော့ဘလို့လူမျိုးလဲခုနကဟာကဘာကြီးလဲပြီးတော့ကြင်ကြံချင်းဂိုးတန်းကောဒါတွေကဘာတွေလဲရင်းဒီအကြောင်းတွေကပြောရင်အရှိကြီးပဲရိုးရိုးရှင်းရှင်းပြောရရင်ဒီကဘာပေါ်မှာငါတို့လိုတာမန်လူတွေအပြင်ကြင်ကြံသူဆိုတဲ့လူစုလည်းရှိသေးတယ်သူတို့ကစုံအင်းပညာတွေကိုကြင်ကြံနိုင်ပြီးမတူညီတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားကြတာနင်ဝန်ရှုနေနဲ့ရှဲဆန်းယူမိသားစုကြားမှာဘလို့ရန်မျိုးတွေရှိနေတာလဲနင်ကရှဲဆန်းယူမိသားစုနဲ့ဘလို့ရန်မျိုးတွေရှိနေတာလဲရှဲဆန်းယူမိသားစုဆိုတာဘလို့နောက်ခံမျိုးရှိလဲဆိုတာနင်သိကောသိရလားတေချာတော့မသိဘူးငါသိတာကသူတို့ကတငယ်ချင်းတယောက်ရဲ့သမီးကိုတေသူချင်းလက်ထပ်ပွဲလုပ်ဖို့အတင်းအဓမ္မစီစဉ်နေလို့ငါကဝင်တားလိုက်တာပဲနင်ကအဲ့ဒီယူမိသားစုကိုသိလို့လားရှဲဆန်းယူမိသားစုဆိုတာကြင်ကြံချင်းလောကမှာ
တိုင်ဆန်းပေတူလိုအမြင့်ဆုံးအဆင့်တန်းမှာရှိတဲ့အင်အားစုပဲရွေမိသားစုရဲ့ဘိုးဘေးကြီးရွေချင်းစန်းကလွန်ခဲ့တဲ့နှစ်30ကတည်းကဂိုးတန်းကောအဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ဝါရင်ပညာရှင်ကြီးလေသူ့ရဲ့စွမ်းအားကအကန့်အသတ်မရှိဘူးပြီးတော့ရွေမိသားစုမှာဟွာကြောက်ဖွာရှောင်းအဆင့်ရှိတဲ့ပညာရှင်ကပဲ10ယောက်ကျော်ရှိတယ်ကြင်ကြံခြင်းလောကတစ်ခုလုံးမှာသူတို့ကအမြင့်ဆုံးနေရာမှာရပ်တည်နေတဲ့မိသားစုပဲနင်ကသူတို့ရဲ့အစီအစဉ်ကိုဝင်သားရုံနဲ့မကဘူးရွေမိသားစုတဲ့ခုလုံးကိုမြေလံပစ်မယ်လို့တောင်ရဲရဲတင်းတင်းကျင်းဝလိုက်သေးတယ်သူတို့ကဒီကိစ္စကိုလွယ်လွယ်နဲ့ပြီးသွားခိုင်းမှာမဟုတ်ဘူးရွေချင်းစန်းကဂိုးတန်းကောအဆင့်ကိုတက်လှမ်းခဲ့တာ10စုနှစ်ချီနေပြီးသူ့စွမ်းအားကတာမန်ဂိုးတန်းကောအဆင့်ကျင့်ကြံသူတွေထက်အများကြီးတာလွန်နဲ့နင်တေချာပေါက်တတိထားမှရမယ်ဘာမှမဖြစ်ပါဘူးသူကငါစီကိုတကယ်ပြဿနာလာရှာရဲရင်လဲငါကရင်ဆိုင်ပေးလိုက်ရုံပေါ့သူ့ရဲ့အာဏာကိုသုံးပြီးအနိုင်ကျင့်ဖို့လှုပ်လာရင်လဲတကယ်တမ်းလက်တွေ့ချကြတဲ့အခါဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲဆိုတာမတေချာသေးပါဘူးနင်ကတော့တကယ်ကိုကောင်းကင်နဲ့မြေကြီးဘယ်လောက်ကွာတယ်ဆိုတာမသိတာပဲသူကဝါရင်ဂိုးတန်းကောထိပ်သီးပညာရှင်ကြီးလေနင်ကအခုမှဂိုးတန်းကောအဆင့်ကိုရောက်ခါစားပဲရှိသေးတာသူ့ကိုဘယ်လိုလှုပ်ရှင်နိုင်မှာလဲစိတ်အေးထားပါငါဘာလုပ်နေလဲဆိုတာငါသိပါတယ်ဒါနဲ့နင့်အဖိုးကအကျန်းတန်ဓာတ်ဆရာကြီးလို့နာမည်ကြီးပြီးကြင်ကြံခြင်းလောကမှာအရန်ဩဇာကြီးတယ်ဆိုဒါကတော့တဘာဝပဲလေငါအဖိုးကဟွာကြောက်အဆင့်ကိုထိပ်သီးအဆင့်ကိုရောက်နေတဲ့ဆရာကြီးပဲသူ့ရဲ့ဓာတ်တိုင်းပညာကတကယ်ကိုထူးကဲလာတယ်အရှိတောင်ဘက်ပြည်နယ်ခုနှစ်ခုလုံးရဲ့ကြင်ကြံခြင်းလောကမှာသူကနာမည်ကျော်ပဲသူကဂိုးတန်းကောအဆင့်ကိုတက်လန်းနိုင်ဖို့အာယုဆိုင်နေလို့တာမဟုတ်ရင်သူကတနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကြီးနေတာကြပြီအဲ့ဒီနေ့ကဂျန်စီဆိုကနင့်အဖိုးနာမည်ကိုကြားတာနဲ့မျက်နှာပြတ်သွားတာမဆန်းတော့ပါဘူးဒါကတော့တဘာဝပဲလေငါအဖိုးကကြင်ကြံခြင်းလောကမှာမျက်နှာပွင့်ပါတယ်နောက်ကြရင်ရှဲဆန်းယူမိသားစုကနင့်ကိုတကယ်ပဲပြဿနာလာရှာရင်ငါအဖိုးစီကအကူအညီတောင်းလို့ရတယ်သူနင့်ကိုတေချာပေါက်ကူညီမှာပါကောင်းပြီလေကြိုပြီးကျေးဇူးတင်ပါတယ်ဒါဆိုနေဝန်ရှုနင်ကဂိုးတန်းကောအဆင့်ထိပ်သီးပညာရှင်ပေါ့ကြင်ကြံခြင်းလောကမှာဆိုရင်ဒါကအမြင့်ဆုံးအဆင့်ပဲနော်အဲ့လိုပြောလို့ရပါတယ်ဒါနဲ့အရင်ကနေငါအဖိုးကိုရောင်းခဲ့တဲ့ကြောက်စိမ့်ဆွဲပြားနှစ်ခုကလည်းကြင်ကြံခြင်းနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေမလားအဲ့ဒီကြောက်စိမ့်ဆွဲပြားနှစ်ခုထဲမှာတန့်စင်တဲ့စွမ်းအင်တွေပါဝင်နေနင့်အဖိုးဂိုးတန်းကောအဆင့်ကိုတက်လန်းဖို့အတွက်အရန်ကိုအထောက်အကူဖြစ်စေမှာပါအဖိုးကအဲ့ဒီကြောက်စိမ့်ဆွဲပြားနှစ်ခုကိုမြင်တော့ကဘာလို့အဲ့ဒီလောက်တောင်စိတ်လှုပ်ရှားသွားလဲဆိုတာအခုမှနားလည်တော့တယ်အဲ့ဒီတုန်းကငါတို့ကနင့်ကိုရွမ်းနှစ်တန်းပဲပေးခဲ့တာနင့်အပေါ်အရန်အမျက်ထုတ်တယ်လို့ဖြစ်သွားပြီရပါတယ်အဲ့ဒီတုန်းကငါကလည်းပတ်စံရေးတကြီးလိုနေချိန်ဆိုတော့အဲ့ဒီနှစ်တန်းကငါရဲ့အရေးပေါ်လိုအပ်ချက်ကိုဖြည့်ရှင်းပေးနိုင်ခဲ့တာပါပဲခုနကချီမီသားစုကချီချမ်းလိုက်ဖုံးဆက်လာတဲ့ဂျန်စီဆိုအဆက်အသွယ်ပြတ်သွားပြီးတဲ့မင်းညကနေဝန်ရှုဆိုတဲ့လူငယ်စီကိုကလဲစားချေဖို့သွားခဲ့တာအဲ့ဒီနောက်ပိုင်းသူ့ကိုဘယ်သူမှဆက်သွယ်လို့မရတော့ဘူးသူ့ဖုန်းကလည်းပိတ်ထားတယ်ဘာအဆက်အသွယ်ပြတ်သွားတယ်ဟုတ်လားဂျန်စီဆိုကဟွာကြောက်အဆင့်ရှစ်ထိပ်သီးပညာရှင်လေဘလို့လို့ရုတ်တရက်ကြီးအဆက်အသွယ်ပြတ်သွားနိုင်မှာလဲဒါတေချာပေါက်နေဝန်ရှုလက်ချက်ပဲဖြစ်ရမယ်ဂျန်စီဆိုကိုတကယ်ပဲတစ်ခုခုဖြစ်သွားပြီဆိုရင်တော့ငါတို့ပိုင်မိသားစုအတွက်ပြဿနာပဲပြည်နယ်ခုနှစ်ခုတိုင်းပညာမဟာမိတ်ပြိုင်ပွဲကြီးကတစ်ပတ်ပဲလိုတော့တာဟုတ်တယ်လွန်ခဲ့တဲ့10နှစ်ကဂျင်းဟန်ကရန်မီသားစုငားလာတဲ့ပညာရှင်လက်ချက်နဲ့တေဆုံးသွားခဲ့တယ်ငါတို့ပိုင်မီသားစုကပေဆန်မျိုးနဲ့တုံးနံမျိုးနှမျိုးရဲ့နယ်မြေတွေကိုဆုံးရှုံးခဲ့ရတယ်ဒီတစ်ခေါက်သာထပ်ရှုံးရင်တော့